Okay. That's it. အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ B44 လုံးတင်ပြီးသွားပြီဆိုတော့အဲ့ B44 လုံးရဲ့အကြောင်းရှင်းပြမယ်ပေါ့နော်ထိုင်း B44 လုံးမှာအမြင့်တန်အလယ်တန်အနိမ့်တန်ဆိုပြီးတော့3တန်ခွဲရအောင်မယ်ပေါ့နော်အဲ့ဒီဟောစာလေးတွေကိုရှင်းပြပါမယ်လိုက်ပြီးတော့ကြည့်မယ်နော်သူတို့ကထိုင်းမှာကျတော့သူတို့ကအတန်3မျိုးရှိရပေါ့နော်အမြင့်တန်ရဲ့အလဲတန်ရဲ့ပြီးလို့ရှိရင်အနိမ့်တန်ရဲ့ရှိတယ်ဒီအမြင့်တန်နဲ့တရာနဲ့တွဲတဲ့ခါကြလို့ရှိရင်အတန်တစ်မျိုးထွက်တယ်အလဲတန်နဲ့တရာနဲ့တွဲတဲ့ခါကျရင်အတန်တစ်မျိုးထွက်တယ်အနိမ့်တန်နဲ့တရာနဲ့တွဲတဲ့ခါကျရင်အတန်တစ်မျိုးထွက်တယ်ပေါ့နော်အဲ့အတွက်အတန်တွေကမတူဘူးပေါ့နော်အတန်တုံးတွေမတူတဲ့အတွက်ကိုက B44 လုံးတင်ပြီးသွားပြီလိုက်ရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ B တွေကိုလာပြီးတော့အနိမ့်တန်အမြင့်တန်အလယ်တန်ဆိုပြီးတော့ရှိရလာပြီးတော့ခွဲမယ်ပေါ့အရင်ခွဲထုတ်ထားမယ်ပေါ့နော်โอเคအဲ့တော့လိုက်ကြည့်မယ်နော်ဒီဆိုလို့ရှိရင်အလယ်တန်ကိုအရင်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့အလယ်တန်ကအနည်းဆုံးအတန်လို့နော်အလယ်တန်ကကြတော့6လုံးရှိရပေါ့နော်ဒီ44လုံးထဲမှာအလယ်တန်6လုံးအဲ့အလယ်တန်တွေကဘာတွေလဲဆိုလို့ရှိရင်လိုက်ပြီးတော့ကြည့်မယ်ပေါ့နော်အလဲတန်တွေကဘာတွေလဲဆိုလို့ရှိရင်အရင်ဆုံးပထမစလုံးကောไก่နော်ကောไก่ဒါကကြတော့အလဲတန်နံပါတ်1ဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်မျိုးကကြတော့ကြော်ကြားနော်ကြော်ကြားကြော်ကြားကြတော့အလဲတန်နံပါတ်2လိုက်မှတ်ထားမယ်နော်ဘာလို့လဲဆိုတော့ဒါတွေကနောက်ကြလို့ရှိရင်ကို3ရမှာပေါ့တရနဲ့တွဲတဲ့အခါကြလို့ရှိရင်3ရမှာပေါ့နော်ဒါတွေကအဲ့အတွက်လိုက်ပြီးတော့မှတ်ထားမယ်နံပါတ်1အလဲတန်ကောไก่နော်နံပါတ်2ကကြတော့ကြော်ကြานနော်ကြော်ကြานပြီးတော့နံပါတ်3ကကြတော့ဒေါ်ရှတာနော်ဒေါ်ရှတာနံပါတ်3နော်တိုင်းမှတ်ထားမယ်နော်နံပါတ်4ကကြတော့တောပတ်တက်နော်တောပတ်တက်ဒါကကြတော့အလဲတန်ပြီးနော်တောပတ်တက်ပြီးလို့ရှိရင်နောက်အလဲတန်ပြီးနောက်တစ်လုံးကဒေါ်ဒိတ်ဟုတ်နော်ဒေါ်ဒိတ်ပြီးလို့ရှိရင်နောက်ထပ်အလဲတန်ပြီးဖြစ်တဲ့နောက်တစ်လုံးကကြတော့တောတောင်နော်တောတောင်တိုင်းမှတ်ထားမယ်နော်ဘာလို့လဲဆိုတော့ဒါတွေကတရာနဲ့တွဲတဲ့အခါကြလို့ရှိရင်အတန်တုံးတွေကကွဲသွားတယ်အဓိကကြတယ်ပေါ့နော်အဲ့ဒါမလို့ကိုကနောက်ကရင်ရေးပြီးတော့လိုက်မှတ်ထားမယ် B44 လုံးရေးပြီးသွားတဲ့လူစက်ထားတဲ့လူဆိုလို့ရှိရင်ဒီ B တွေကိုတွေးတာနဲ့သိပြီပေါ့နော်။ဘာ B တွေလဲဆိုတာပြီးရင်နောက်ထပ်တစ်လုံးကကြတော့နံပါတ်6စလုံးကကြတော့တောတောင်ပြီနော်တောတောင်နံပါတ်9ကကြတော့ဘော်ပိုင်မိုက်ပြီနော်ဘော်ပိုင်မိုက်နံပါတ်10ကကြတော့ပေါ်ပါနော်ပေါ်ပါနံပါတ်9ကကြတော့အော်အောင်ပြီနော်ဒါကကြတော့အလဲတန်ပြီးတွေဖြစ်တယ်နော်အလဲတန်ပြီးကောไก่จอจานดอชดาตอประตัดดอเด็กตอเต่าบอใบไม้ปอปลาออ่างโอเคเนาะဒါတွေကကြတော့အလဲတန်ပြီး6လုံးဖြစ်တယ်โอเคเนาะအလဲတန်ပြီး6လုံးโอเคအဲ့ဆိုလို့ရှိရင်အမြင့်တန်ပြီးโอเคเนาะအမြင့်တန်ပြီး17လုံးရှိတယ်အမြင့်တန်ကကြတော့သူကကြတော့အမြင့်တန်ပြီးနဲ့တရနဲ့တွဲတဲ့အခါကြလို့ရှိရင်သူကအတန်တစ်မျိုးထွက်တယ်โอเคเนาะအဲ့အတွက်လိုက်ကြည့်မယ်အမြင့်တန်ပြီးနံပါတ်1ကကြတော့ဟောไข่โอเคเนาะဟောไข่ပြီးတော့နံပါတ်2ကကြတော့ဟောขวดเนาะဟောขวดနံပါတ်2နံပါတ်3ကကြတော့ချောချင်เนาะချောချင်နံပါတ်4ကကြတော့ทอทางเนาะทอทานနံပါတ်4ကကြတော့နံပါတ်5ကကြတော့ทอถูเนาะทอถูနံပါတ်6ကကြတော့พอพึ่งเนาะพอพึ่งနံပါတ်9ကကြတော့พอฝาเนาะพอฝา
နံပါတ်8โอเคနော်နံပါတ်8ကကြတော့စောစာလာနော်စောစာလာနံပါတ်9ကကြတော့စောရစီနော်စောရစီနံပါတ်10စောစုလားနော်စောစုလားနံပါတ်17ဟောဟိနော်ဟောဟိနော်ဟောဟိဒါကကြတော့အမြင့်တန်ပြီး17လုံးโอเคနော်အမြင့်တန်ပြီး17လုံးရှိရဲ့โอเคလိုက်မှတ်ထားမယ်เนาะဘာလို့လဲဆိုတော့တရနဲ့တွဲတဲ့အခါကြလို့ရှိရင်ဒီအမြင့်တန်အလဲတန်အနိမ့်တန်ဆိုတာအရန်အရေးကြီးတယ်ဘာလို့လဲဆိုတော့အတန်ထွက်တွေကတဖြည်းဖြည်းကွဲသွားတယ်เนาะသူ့ဘီနဲ့သူ့တရနဲ့သူ့ဟာနဲ့သူကွဲသွားတယ်ပေါ့အမြင့်တန်ဆိုလို့ရှိရင်အတန်တစ်မျိုးပြောင်းရတယ်အလဲတန်ဆိုရင်အတန်တစ်မျိုးအနိမ့်တန်ဆိုရင်အတန်တစ်မျိုးဖြစ်သွားတယ်เนาะဒီတဲ့တရနဲ့တွဲတဲ့အခါကျရင်အတန်တုံးတွေမတူဘူးပေါ့เนาะโอเคအဲ့ဒီမှာလာကြည့်မယ်အနှိမ့်တန်နော်အနှိမ့်တန်မှာကြတော့ဘာတွေပါလဲဆိုရင်ခေါ်ခွိုင်းโอเคနော်ခေါ်ခွိုင်းပြီးလို့ရှိရင်ခေါ်ခွန်โอเคနော်ခေါ်ခွန်ပြီးရင်ခေါ်ละคันโอเคနော်ခေါ်ละคันပြီးရင်งองูโอเคနော်งองูชอช้างโอเคเนาะชอช้างပြီးရင်ซอโซ่โอเคเนาะซอโซ่ပြီးရင်ชอกระเชอโอเคเนาะชอกระเชอပြီးရင်ยอหญิงเนาะยอหญิงပြီးရင်ทอนมนโทโอเคเนาะทอนมนโทပြီးရင်ทอผู้เฒ่าเนาะทอผู้เฒ่าပြီးရင်นอเนินเนาะนอเนินပြီးရင်ทอทหารเนาะทอทหารပြီးရင်ทอธงเนาะทอธงပြီးရင်นอหนูนอหนูပြီးလို့ရှိရင်พอพานเนาะพอพานပြီးရင်พอฟันเนาะพอฟันပြီးရင်พอสำเภาเนาะพอสำเภาပြီးရင်มอม้าเนาะมอม้ายอยักษ์เนาะยอยักษ์รอเรือเนาะรอเรือပြီးလို့ရှိရင်รอลิงเนาะรอลิงပြီးရင်วอแหวนวอแหวนပြီးရင်รอจุฬาเนาะรอจุฬาပြီးရင်พอนกฮูกเนาะพอนกฮูกဒါကတော့အနှိမ့်တန်24လုံးဖြစ်တယ်เนาะအနှိမ့်တန်က24လုံးရှိရအားလုံးပေါင်းโอเคအဲ့ဒီတော့လိုက်ပြီးတော့အတန်လေးတွေကိုခွဲပြီးပြန်တေချာနောက်တစ်ခါလိုက်ပြီးမှတ်ထားမယ်ဒီ44လုံးရေးပြီးသွားတဲ့သူကြက်ပြီးသွားတဲ့လူတွေကကြတော့ဒီအနှိမ့်တန်မြင့်တန်အလဲတန်ဆိုပြီးတော့လိုက်ပြီးတော့ခွဲထားမယ်โอเคเนาะဘာလို့လဲဆိုတော့ဒီစလုံးတွေကပရနဲ့တွဲတဲ့အခါကြလို့ရှိရင်အရင်အရေးကြီးပါတယ်โอเคဒီနေ့ကတော့သင်ပေးမှလေးကတော့ဒီလောက်ပါပဲเนาะဘာလို့လဲဆိုတော့ဒီအနှိမ့်တန်မြင့်တန်အလဲတန်လေးတွေကိုလိုက်ပြီးတော့ခွဲထားမယ်ပြီးရင်တစ်ခါပြန်ပြီးတော့ကြက်ထားမယ်လိုက်ကြည့်ထားမယ်ပေါ့เนาะဒီ44လုံးကြက်ပြီးသွားတဲ့လူကကြတော့ဒီဥစ္စာကိုခွဲဖို့တိတ်မခတ်တော့ဘူးပေါ့เนาะအဓိကကကြတော့ကွာဒီအလဲတန်ဖြစ်တဲ့6လုံးကိုအရင်ဆုံးကြက်လိုက်မယ်မှတ်ထားလိုက်မယ်ပေါ့เนาะပြီးရင်အမြင့်တန်ဖြစ်တဲ့17လုံးကိုထပ်မှတ်မယ်ဒီအလဲတန်နဲ့အမြင့်တန်နဲ့ကိုမှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကြံတဲ့ဟာအနှိမ့်တန်ဖြစ်သွားပြီเนาะအနှိမ့်တန်ကိုကြတော့ကိုကမကြက်လဲမှတ်မိသွားသလိုဖြစ်သွားပြီပေါ့เนาะအဲ့ဒီအတွက်ဒီနေ့သင်ပေးမှလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံပါမယ်အားလုံးပဲအဆင်ပြေကြပါစေရှင်ဘိုင်ဘိုင်အေးဒီပြောရတာငါဘေးတန်နဲ့မပေါ့